Hello ဒီနေ့မှာတော့မြန်မာစတိုင်ချင်မောင်ရွက်ကြော်မှဖြစ်ပါတယ်။ဒါကတော့ဈေးရောက်ဝယ်လာတဲ့ချင်မောင်ရွက်နဲ့မြစ်ပဲဖြစ်ပါတယ်။ချင်မောင်ရွက်ကိုမြစ်ကလေးနဲ့ရောကြော်မှာပါ။ဒီကစီတက်ရင်သုံးမယ်ငရုတ်သီးစိမ့်နဲ့ကြက်သွန်အနီဖြစ်ပါတယ်။တဲဦးထဲမှာစီပူလာပြီဆိုရင်နနွင်းမှုတ်ထည့်ပြီးတော့ခုနကချိန်ထားတဲ့ငရုတ်သီးစိမ့်နဲ့ကြက်သွန်အနီကိုထည့်ပြီးတော့စီတက်ပါမယ်။ငရုတ်သီးစိမ့်ကိုအဲ့လိုမျိုးထည့်ကြော်လိုက်သလိုဖြစ်သွားတော့ဗိုက်လည်းမနာတော့ဘူးပေါ့နော်။တလက်စထဲမှာပဲဟင်းခတ်မှုန့်တွေကိုထည့်လိုက်ပါမယ်။အယောင်တင်မှုန့်ရယ်စားရယ်ခရုစီရယ်သုံးထားတာပေါ့နော်။ကော်မှုန့်လည်းပါပါတယ်။အာဂျီနိုမိုတိုမစားလို့ကျမတို့ကအာဂျီနိုမိုတိုတော့မထည့်ပါဘူး။အကုန်လုံးနက်နက်ဆက်ဆက်လေးနဲ့ငရုတ်သီးနဲ့ကြက်သွန်နဲ့အနည်းငယ်နွမ်းသွားတဲ့အချိန်မှာတော့ခုနကအမြစ်ပေါ့နော်။အသင့်ပြင်ဆင်ထားတဲ့မြစ်ကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်။ကျမကခဏနေမှဒီမြစ်ကြော်ရင်းနဲ့မှဒီအိုးကိုခဏထားပြီးတော့ချင်မောင်ရွက်တင်ရမှာပေါ့နော်။ချင်မောင်ရွက်ကိုမတင်ထားသေးဘဲနဲ့ဒီလိုမျိုးအရင်ကြော်ထားတာဖြစ်ပါတယ်။မြစ်ကနည်းနည်းနူးဖို့လိုတာကြောင့်မို့လို့ရေနည်းနည်းထည့်ပြီးတော့ဒီတိုင်းလေးခဏထားပါမယ်မြစ်ကို။ဒါစောနဝယ်လာတဲ့ချင်မောင်ရွက်2စီးကိုအဲ့အချိန်မှာကျမအသည်းအသန်တင်နေတာပေါ့နော်။ချင်မောင်ရွက်ကိုခြွေပြီးတော့ရေစီးထားမှာဖြစ်ပါတယ်။ချင်မောင်ရွက်ကလေလက်ဆက်တယ်နော်။ခုနကတင်ထားတဲ့ချင်မောင်ရွက်နဲ့မြစ်အိုးထဲကိုထည့်ပြီးတော့ရောလိုက်ပြီပေါ့နော်။သေချာလေးရေဆေးသန့်စင်ပေးဖို့တော့လိုပါမယ်။ပြီးရင်တော့ဒါကပစုံငပိအရည်ဖြော်ထားတာလေးကိုထည့်လိုက်ပါမယ်။မဟုတ်ရင်ချင်မောင်ကတအားချင်တော့လေအဆင်မပြေဘူးပေါ့နော်။ဒါကလေအဲ့လိုမျိုးဘာလို့အဲ့လိုချွဲပုံစံကြီးဖြစ်နေလဲဆိုတော့ကော်မှုန့်ပါလို့ပေါ့နော်။ဒီနေရာမှာအရသာကိုမြည်ပြီးတော့လိုသလိုထပ်ပြင်လိုက်လို့ရပါတယ်။ကျမကတော့ချက်ရင်းနဲ့နောက်ဆုံးမှာနည်းနည်းဟင်းပွဲလေးလှအောင်လို့ငရုတ်သီးစိမ့်အတောင့်ရှည်လေးတွေကိုလည်းထည့်ပေးလိုက်ပါတယ်။ချင်မောင်ရွက်ကလေ6လေးကြော်ရင်ပိုပြီးတော့စားလို့ကောင်းပါတယ်။ထမင်းမိန်နဲ့ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။ကျမကတော့အရင်အချိန်မဆိုးအောင်လို့ကော်မှုန့်ထည့်လိုက်တာပေါ့နော်။ဒီလိုမျိုးမှွေရင်းနဲ့ချင်မောင်ရွက်ကလေးကတဖြည်းဖြည်းခြောက်လာတဲ့အခါဒီလိုမျိုးရေကုန်သွားတဲ့အနေအထားဆိုလို့ရှိရင်တော့မီးပိတ်လို့ရပြီပေါ့နော်။ကျမရဲ့ချင်မောင်ရွက်ဘလော့လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်